အချင်းကိုပေါ့နော်အဖြူအောင်ထားပါဒီခွန်ပြကိုင်းတယ်ခွန်ပြမှာပါဒလီကတော့အင်ဂျင်ကိုယ်တိုင်စောက်ထားပေါ့နော်အဲ့တော့ခုံကြည့်လိုက်ရအောင်မလေးထားပါလဲမခုံတက်လို့တောင်းပန်ပါတယ်ဗီဒီယိုလေးမှာအမားလေးပါသွားလို့ရှင်လဲတောင်းပန်ပါတယ်ရှင်အချင်းရဲ့ဗီဒီယိုလေးကိုချစ်တဲ့မျက်လုံးလေးနဲ့ကြည့်ပေးကြပါနော်မလေးနောက်ထပ်ဘိုင်ခုံခိုင်းရမလဲဆိုတာလဲဘိုင်ခုံခိုင်းမလဲဆိုရေးခဲ့နော်နောက်ပြီးတော့ညမနော်ရွာတို့ဘာလို့လဲတော့ပြခံလို့ရပါတယ်ဖယားတို့ပေါ့နော်တော့ပြခံလို့ရပါတယ်ရှင်ဒါအဖြူအောင်ခုံခိုင်းတာလို့ဖြူအောင်ခုံပေးရပါပြီးပေါ့နော်အဲမှာတော့အချင်းချင်းလေးနည်းနည်းပါးပါးရထည့်ထားပါတယ်အဲ့ဒါပေါ့နော်ပျော်ရတယ်ပေါ့နော်အဲ့လိုထည့်တာပါတယ်တလားဒါပေမဲ့နည်းလေးပဲထည့်တာပါနှစ်ခုလားမသိဘူးထည့်ထားတာဘာမှလည်းမသိဘူးနှစ်ခုလောက်ပါဘယ်နှခုလည်းမသိပါဘူးရှင်ကြော်သွားပြီကဲမလေးကြော်သွားလို့ပြန်ခုံပေးမယ်နော်ကြော်သွားလို့ပြန်ခုံပေးပါမယ်အချင်းတွေ့လားအချင်းပါရှင်ကဲဒီမှာပါပန်းနိုင်ကြီးကတော့ထူးထူးမလုပ်ထားပါဘူးရှင်ဒီလိုပဲလုပ်ထားပါတယ်အားလုံးကိုအဆုံးထိထူပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်အားလုံးပဲဘိုင်ဘိုင်